ဓိကတော့ artist ဆိုတာသူတို့ဘက်သူတို့ထုတ်လုပ်တဲ့ဟာသူတို့တကယ်ကြိုက်တဲ့အရာကိုပဲသူတို့ထုတ်လုပ်လိုက်တာပေါ့အဲ့ဒီ product ကိုကြိုက်တဲ့ပရိသတ်နဲ့သူနဲ့လာချိတ်တာပေါ့လေသူကအားလုံးကိုတိဆောက်ပြီးတော့ဟိုအားလုံးကကြီးလာကြတော့ဘယ်သူမှငြိမ်သွားမှာမဟုတ်ဘူးကြီးလာကြတဲ့အခါမှာကိုကြီးလာသလိုကိုပရိသတ်ကလည်းကြီးလာတာပဲပေါ့အသက်အရွယ်အရဖြတ်တန်းမှုရတယ်ကြီးလာကြဆိုတော့အဲ့ဒါကိုကအသက်20မှာသင်းဆဆိုတော့ကအကြောင်းအရာတွေကိုပဲတဝဲလဲလဲပေးနေလို့လည်းမရဘာသူတို့ကြီးလာပြီကြီးလာရင်သူတို့ကကိုသူတို့နားမလည်နိုင်တော့ဘူးအဲ့ကြကွာသူတို့ပေါ်မှာသစ္စာမရှိသလိုဖြစ်တော့မှာကိုနဲ့သူနဲ့တူတူပဲ develop ဖြစ်ကြတာကွာဒီအသက်ဒီပြမှာဒီလိုဖြတ်တန်းကြတယ်ငါကတော့ဒီလိုမြင်နေဆိုတော့ဟာပေါ့အဲ့တော့ကိုအဓိကတော့ကိုရှိနေတဲ့ပြိသက်ကိုပဲကိုကဒီတိုင်းလေးပဲသွားကြတာပေါ့လေအဲ့ဒါကိုကြော်လွန်ပြီးတော့ဟိုဟာတွေရကျင်တာတို့ဒီဟာတွေရကျင်တာတို့ဆိုတော့ကိစ္စကြတော့လေကိုလည်းမလုပ်တတ်ဘူးပေါ့နော်မ K-pop လို့တခြင်းမျိုးကိုဘယ်လိုမှဆိုလို့အဆင်မပြေနိုင်ဘူးပေါ့ကိုလည်းမဆိုတတ်ဘူးကိုဒီဟာကိုဆိုလည်းမဆိုချင်ဘူးပေါ့ခုနလိုပေါ့အကြောင်းကြောင့်ကိုဆိုရမယ်ဆိုလည်းကိုညင်းပြစ်မှာပဲပေါ့ဒါတော့ကျွန်တော်နဲ့အစင်တော့မပြေနိုင်ဘူးဆိုတဲ့ခါမျိုးဖြစ်ကောင်းဖြစ်မှာပေါ့ပြီးတော့တကယ်တမ်းကျတော့အဲ့ဒါကြီးအနေနဲ့လည်းများတယ်လေကိုကသူတို့ကြိုက်မလားဆိုပြီးမှလှုပ်ကြည့်မှဟိုတလွယ်ကြီးဖြစ်နေတာမျိုးပေါ့အဲ့လိုလည်းဖြစ်နိုင်တယ်ကိုငငယ်မှတ်မိတယ်ဦးကျော်ဟင်းရုပ်ရှင်တကားလေးမင်းတို့အကြိုက်ရိုက်ပြမယ်ဆိုပြီးမှအရုပ်ရှင်ကိုကြည့်ဘူးအဲ့လိုအကြောင်းရပဲသူကလည်းသူသားတွေကြိုက်မလားဆိုပြီးမှ fighting တွေဆင်းရိုက်တော့သူသားတွေကလည်းတကယ်တော့မကြိုက်ဘူးချစ်တဲ့ဖို့ကြိုးစားခဲ့တာလေဒီမှာပထမတစ်ချက်ကတော့ကို key range နည်းနည်းပြဿနာရှိရပါကိုကငငယ်တော့အဲ့လို high pitch ကြီးသွားကျင့်တာပေါ့နော်ကိုကြောင်းလည်းမရှိတော့ကိုထင်တာကိုကျင့်တာပဲပေါ့ဆိုတော့အဲ့တော့ကိုကနည်းနည်းလေး key range နည်းနည်းလေးအပေါ်တက်နေတာပေါ့နော်အဲ့တော့တာမန်အဖြစ်ဆိုတော့ကရော်ဂီတို့ဘာလို့မှလဲဆိုတာတို့ဘာလို့လဲနည်းနည်းလေးနေတယ်ပြိုင်ပွဲတို့ဘာလို့မှလဲတိတာကိုတချင်နေမပါဘူးကွာဒီမှာတို့တခြားတချင်နေပြိုင်ကြတာပေါ့နည်းနည်းလေးအဲ့လိုတို့ဟိုဖြစ်တဲ့ဟာမှာနည်းနည်းကိစ္စရှိရတဲ့နဲ့နောက်တစ်ခုကတော့ဟိုပေါ့အကောအတွက်တော့မကောင်းဘူးပေါ့ဟို financially ရမကောင်းတာဗာလဲဆိုတချင်းတွေကဝုန်းကနေမပေါက်ဘူးပေါ့ချင်းတွေကအချိန်တစ်ခုယူပြီးမှပေါက်တယ်ပေါ့ဟုတ်တယ်အနည်းဆုံးအဲ့လို2နှစ်3နှစ်လောက်မှပေါ့ဒါအခုဒီထဲမှာမှတ်ရဆိုဒီကာလာထဲမှာတော့ဝေးတစ်ခုလောက်ပဲချက်ချင်းထွက်တဲ့အချိန်ချက်ချင်းလူတွေကဟိုအဝေးကိုတီးကြတာပေါ့လေကျန်တဲ့အပုတ်တွေအကုန်လုံးကအဲ့လိုပဲတအီးနဲ့သွားပြီးမှနှစ်အပိုင်းခြားတစ်ခုကိုကြော်မှဟိုဖြစ်တယ်အဲ့ဒီအတွက်ကြတော့ကိုကဟိုအင်တာရိုက်လို့ရတာနည်းနည်းခက်တာပေါ့လေသူ market တဘောအရာတော့ဝုန်းကနေပေါက်တဲ့တချင်းတစ်ပုတ်ထွက်လာရင်အဲ့ artist နောက်ကိုလိုက်ကြတယ်အဲ့ artist က financially ရအဆင်ပြေတယ်ပေါ့ငွေကြေးရလဲတော့အများကြီးပွဲတွေအများကြီးရတာပေါ့ဆိုတော့ကိုတို့ကတော့အဲ့လိုထဲမှာမပါဘူးပေါ့အဲ့တော့ပွဲလည်းပြောတော့ကိုတို့ချိန်လည်းမချိန်တတ်ဘူးပေါ့လေအဲ့လိုဝုန်းကနေဖြစ်တဲ့ကိစ္စတွေကိုကိုလည်းကိုတို့မချိန်တော့တပတ်ဆိုရင်ပို့ဆိုးလာတာပေါ့တပန်းလောက်လာတာဒီ music ကဒီ platform တွေပေါ်မှာ depend လို့ဥပမာတော့များသောအားဖြင့်ဆိုရင်အခုဆိုရင်တေးကြတယ်ကွာ TikTok မှာအရန် hit ဖြစ်တဲ့သချင်းတွေကလူကြားတွေကိုရောက်တာပေါ့အရန်ဆော့တဲ့သချင်းတွေကရောက်တာပေါ့ဒါပေမဲ့ TikTok မှာဆော့လောက်တဲ့သချင်းမျိုးကကြတော့ကိုတို့ဖန်တီးထုတ်လို့ဖို့နည်းနည်းတော့ကိုတို့တို့ရှုပ်ထွေးခက်ခဲတာပေါ့ကိုတို့ကကြအဲ့ဒါသိဟိုမဖြစ်ဘူးလေဆိုတော့ yes သူကဟို music လည်းပပအကြောင်းအရာရဲ့နောက်ပြီးတော့ဆော့လို့ရတဲ့အကြောင်းအရာလည်းပါရတာပေါ့တွေးတော့တွေးတာပဲကိုတို့လည်းဒါပေမဲ့ကိုနဲ့လည်းမလိုက်ဖက်ဘူးလားလို့အရန်တော့လေအဲ့လိုလည်းရှိတာဟုတ်တယ်အဲ့မှာတော့မှပဲအကိုတို့ဆိုရင်တကယ်တမ်းကျတော့ music video မှာတပုတ်စီပဲထွက်ကြမယ်ဆိုပြီးမှကိုမောင်တန်းတို့ရွေးတဲ့အချိန်မှာကိုကဝေးပြည့်နောက်ကိုရွေးတာ तू ကမဟုတ်ဘူးတဲ့ကြီးခဏတာရွေးလိုက်ပါပေါ့ဒါ तू စိတ်ထဲမှာ तू ဒါပို့ခီးရောက်မယ်ထင်တယ် तू ကျေးဇူးပေါ့ तू ကအဲ့ဒါကို तू ရွေးလို့ကိုတို့ကအဲ့လိုမျိုးကျွန်တော်ကကိုစုံဝေးပြည့်နောက်ကိုပဲရွေးတာပေါ့ तू ကမဟုတ်ဘူးတဲ့လမ်းထိပ်မှာကလေးစူနေတယ်တဲ့ကြားတယ်တဲ့ခဏတာဟိုတဲ့အဲ့ဒါ तू တို့တော့လည်း music producer ကြီးဆိုတော့တို့ကအဲ့လိုမျိုးอ่ะ तू ရွေးလို့ပေါ့တကယ်တော့လည်း music video ထွက်မှာပဲလူတွေကပိုကြိုက်ကြတာလေဒါပေမဲ့အခုကတော့လည်းအဲ့လိုပဲမျိုးစုံပါပဲသူကဟိုခေါ်တာလို့အခြေအနေတွေလည်းမတူကြဘူးပေါ့တချို့ကြတော့ဟို TikTok ပေါ်မှာသွားပြီးမှပေါက်တဲ့ကောင်တွေကလည်းရှိတာပေါ့နော်အဲ့လိုချင်းတွေလည်းရှိတယ်ပေါ့audio ကြီးပဲလဲဟိုခုန audio ကြီးတိကျနားထောင်တာတော့တကယ်ကိုပဲတချင်းကြိုက်တဲ့
လူနဲ့မှာပဲဟိုဟာဖြစ်တာပေါ့နော်ချင်းသီးတန်နားထောင်တဲ့လူရှိကိုပဲတက်ခက်ကရှိတာဟိုကတော့နည်းနည်းပိုပြီးမှပြိတ္တကျေတာပေါ့အခုကအကိုသားအဲ့လို TikTok ခုထိမစော့တတ်သေးတာမစော့တတ်ဆိုအကောင့်ကိုမရှိဘူးပေါ့နော်ဒါပေမဲ့အကိုတို့ UAE ထဲမှာပဲအဲ့လို TikTok တအားကြီးတဲ့လူတွေလည်းရှိတယ်ပေါ့ TikTok က social platform အသစ်ဖြစ်သွားပြီပေါ့နော်အခုတမဲများတဲ့ဟာပေါ့အေးပေါ့အကောင့်မရှိတော့မကြည့်ဖြစ်ဘူးဆိုတော့ကိုတိုင်းလည်းဒီ Facebook တွေကတော့ကိုတိတ်မသုံးဖြစ်ဘူးကွာကိုသတင်းဖတ်တာလောက်ပါလောက်ပဲကို Facebook တွေဆိုကိုarchive လုပ်တဲ့သဘောလောက်ပဲကိုကြိုက်တာလေးတွေကို share ပြီးတင်ထားတာမျိုးလောက်ပဲပေါ့ဒီခုနကိုကြိုက်တဲ့အကြောင်းအရာလေးတွေကိုတင်ထားလောက်ကိုဘက်က post တင်တာတော့ကိုကတော်တော်နဲလာတယ်ဘာမှလည်းမဟုတ်ပါဘူးဒီတိုင်းပဲအဲ့လိုတိတ်ပြီးကိုအဲ့လိုဟိုကလည်းမရှိတာလည်းပါတယ်ထင်တယ်တင်နေတာလည်းမရှိလို့လည်းဖြစ်မှာပေါ့တင်စရာမရှိတာလည်းဖြစ်မှာပေါ့အဲ့ပေါ့တခုကတော့အဲ့လိုဟိုပါပေါ့ကိုရိုရှိယာဒီကိုရိုစီနီယာအာတစ်တွေပေါ့နော်စီနီယာအာတစ်တွေက Facebook မသုံးတော့ကိုတို့ကတန်းရတော့ပေါ့ဟာဒီခေတ်ကြီးမှာ Facebook မသုံးဘူးပေါ့ဒီလူဒီကြီးပြပေါ့နော်ဆိုတော့ကိုကအဲ့လိုမျိုးတွေးတာပေါ့ဒါပေမဲ့ဟုတ်တယ်အခု TikTok ပေါ်လာတော့ကိုတို့ကမသုံးပြီးတော့ကွာတည်အမအဲ့တော့ကလေးတွေကလည်းကိုတို့ဟာ TikTok တော့မသုံးဘူးပေါ့အဲ့လိုဖြစ်ရင်လည်းဖြစ်နေမှာပေါ့သူတို့ဘာလဲမသုံးပြဘူးဆိုတာလည်းကိုကခုချိန်တော့နားလဲသွားတာပေါ့လေဟိုအစ်တစ်ခုအနေနဲ့ဟိုမဆန်းလည်းမဆန်းကျင်တော့ဘူးပေါ့ဒီဟာကိုအတွက်အရင်ကြီးဟောမဖြစ်ဘူးပြောလို့တော့မရပါဘူးနောက်တော့လည်းအဲ့လိုသုံးပြမလားတော့မသိဘူးခုလောဆယ်တီကတော့မသုံးပြသေးဘူးဆိုတာအဲ့လိုအကိုနဲ့ family ကမဖြစ်သေးဘူးပေါ့အခုချိန်တီကဒီတိုင်းပဲကိုဖွင့်ပြီးတော့ Facebook က share လာတာဝင်ကြည့်တာလောက်တော့ရှိတာမျိုးလောက်ပဲရှိအဲ့လိုပြောမှာပေါ့ကိုတို့ဟိုအသက်တူရွယ်တူနားပို့ပြီးတော့ကြိုက်ကြမှာပေါ့လေဒါတော့ထုံးစံပဲပေါ့အညီထုတ် fan တွေကိုကြည့်လိုက်ရင်သူတို့ range ရှိသလိုပေါ့ကိုတို့လည်းကိုတို့ range လေးရှိနေမှာပေါ့နော်အဲ့လိုလေးဖြစ်မယ်ထင်တယ်ဟိုကလေးတွေဥမာဟို teenage နဲ့ဟို20ကျော်လေးတွေကအခုဒီမှာအာယုံဝင်စားတာတစ်ခုဖြစ်မှာပေါ့ကိုတူတွေတူမတွေဆိုရင်လည်းတို့အာယုံဝင်စားတာတစ်ခုကိုတို့ကတော့ကိုတို့အသက်အရွယ် range ထဲမှာဆိုအကြောင်းအရာလည်းကိုတို့တချင်းဆိုရင်လည်းကိုတို့အဲ့အကြောင်းအရာကိုပဲအဲ့ဒီအသက်အရွယ်ကအကြောင်းအရာကိုပဲကိုတို့ကပေးတာပေါ့နော်အဲ့ဟိုအားတော့မှပဲသူကနည်းနည်းဟိုဖြစ်ရင်အဲ့တဲ့နည်းနည်းလေးစောတဲ့ကာလတစ်ခုလောက်ပဲရောက်မှာပေါ့အဲ့လို teenage လောက်ကိုယူရထားတဲ့အကြောင်းအရာတွေတော့မပါနိုင်တော့ဘူးပေါ့ကိုတို့တချင်းနေတယ်မှာလေအဲ့လိုလည်းမဟုတ်ပါဘူးတကယ်တော့ကိုတို့ကဘယ်သူအတွက်ရလို့ယူရပြီးထုတ်လုပ်တာမျိုးလည်းမဟုတ်ဘူးပေါ့အဓိကတော့ artist ဆိုတာ artist တွေကသူတို့ဘက်သူတို့ထုတ်လုပ်တဲ့ဟာသူတို့တကယ်ကြိုက်တဲ့အကိုအယူဆပေါ့သူတို့တကယ်ကြိုက်တဲ့အရာကိုပဲသူတို့ထုတ်လုပ်လိုက်တာပေါ့အဲ့ဒါကိုကြိုက်တဲ့သူအဲ့ဒီ product ကိုကြိုက်တဲ့ပရိသတ်နဲ့သူနဲ့လာချိတ်တာပေါ့လေသူကအားလုံးကိုတီးဆောက်ပြီးတော့ဟိုအားလုံးကကြီးလာကြတာဘယ်သူမှငယ်သွားမှာမဟုတ်တာကြီးလာကြတဲ့အခါမှာကိုကြီးလာတယ်လို့ကိုပရိသတ်ကလည်းကြီးလာတာပဲပေါ့အသက်အရွယ်အရဖြတ်တန်းမှုရတယ်ကြီးလာကြဆိုတော့အဲ့ဒါကိုကိုအသက်20မှာချင်းစဆိုတော့ကအကြောင်းအရာတွေကိုပဲတဝဲလဲပေးနေလို့လည်းမရဘာသူတို့ကြီးလာပြီကြီးလာရင်သူတို့ကကိုသူတို့နားမလည်နိုင်တော့ဘူးပေါ့အဲ့ကြကွာသူတို့ပေါ်မှာသစ္စာမရှိသလိုဖြစ်တော့မှာကိုနဲ့သူနဲ့တူတူပဲ develop ဖြစ်ကြတာကွာဒီအသက်ဒီရွယ်မှာဒီလိုဖြတ်တန်းကြတယ်ငါကတော့ဒီလိုမြင်နေဆိုတဲ့ဟာပေါ့အဲ့တော့ကိုအဓိကတော့ကိုရှိနေတဲ့ပရိသတ်ကိုပဲကိုကဒီတိုင်းလေးပဲသွားကြတာပေါ့လေအဲ့ဒါကိုကြော်လွန်ပြီးတော့ဟိုဟာတွေရကျင်တာတို့ဒီဟာတွေရကျင်တာတို့ဆိုတော့ကိစ္စကြတော့လေကိုလည်းမလုပ်တတ်ဘူးပေါ့နော်ကိုကအခုနေမှာအခုကလေးတွေဟိုမှာဖြစ်ဒီမှာ K-pop လို့တခြင်းမျိုးကိုဘယ်လိုမှဆိုလို့အဆင်မပြေနိုင်ဘူးပေါ့ကိုလည်းမဆိုတတ်ဘူးကိုဒီဟာကိုဆိုလည်းမဆိုချင်ဘူးပေါ့ခုနလိုပေါ့အကြောင်းကြောင့်ကိုဆိုရမယ်ဆိုလည်းကိုညင်းပြစ်ပါပဲပေါ့ဒါတော့ကျွန်တော်နဲ့အစင်တော့မပြေနိုင်ဘူးဆိုတဲ့ခါမျိုးဖြစ်ကောင်းဖြစ်မှာပေါ့လေပြီးတော့တကယ်တမ်းကျတော့အဲ့ဒါရအနေလည်းများတယ်လေကိုကသူတို့ကြိုက်မလားဆိုပြီးမှလှုပ်ကြည့်မှဟိုတလွယ်ကြီးဖြစ်နေတာမျိုးပေါ့အဲ့လိုလည်းဖြစ်နိုင်တယ်ကိုငငယ်မှတ်မိတယ်ဦးကျော်ဟင်းရုပ်ရှင်တကားလေးမင်းတို့အကြိုက်ရိုက်ပြမယ်ဆိုပြီးမှအရုပ်ရှင်ကိုကြည့်ဘူးရဲ့အဲ့လိုအကြောင်းရပဲသူကလည်းသူ့သားတွေကြိုက်မလားဆိုပြီးမှ fighting နေစင်းရိုက်တော့သူ့သားတွေကလည်းတကယ်တော့မကြိုက်ဘူး